မိုးတိမ်တွေကိုမော်ကြည်လိုက်ကိုယ့်ရဲ့နေ့တွေဘယ်လောက်များတခုသောကောင်းရင်ပြသူတွေရှားနေတဲ့တိမ်တိုက်တွေလို့ခရီးမိုးတိမ်များမျောလင်းစေဘယ်လိုပုံတတန်တွေကွဲလေတကယ်တမ်းတော့ကောင်းရင်တမှုအောင်ခရီးသွားများပါကွယ်တို့လူသားဘဝတွေလေဘယ်လိုအခြေအနေတွေချလဲလောကရန်တရားရဲ့ရုပ်တည်ယုံများပါပဲအလုံးမဲ့ဆန္ဒများနောက်လာမောဟနဲ့လောင်မြိုင်ရှိကဲဆိုရင်ဘာမှမကွဲပြားမှန်းသူရနဲ့ဘာကြောင့်များမာနာတတိုင်းချာနေခြင်းလဲအကြည့်တန်နဲ့ရံပွဲတွေကဘယ်လိုအချိန်မှရသွားမလဲအမျိုးတွေနဲ့မာနာတွေပွဲအမုန်းဒီမီတောင်းများပါပဲလက်ကြောင့်တဲ့သူသူဖေးမလို့အားနေတဲ့သူရဲ့တရားရပြန်လည်းမပေးချနဲ့လုံးကားတဲ့တင်ကားလေးစုံလာတဲ့ကြပါစို့ပြာရောက်မိုးသားများရဲ့အောင်ရှိုးသောခြင်းတွေကိုဆိုညီလို့အထူးသွားကြမယ်နှလုံးသားတိုင်းဒီဘာကိုချင်းများနဲ့ရင်ချဲတရားတွေကိုစားပေးနိုင်ဖို့ပြာရောက်မိုးသားများရဲ့အောင်ရှိုးသောခြင်းတွေကိုဆိုညီလို့အထူးသွားကြမယ်လာပါစို့တော့ကဘာမြေကိုဘလောက်ချီမြန်လဲဘလို့နေချမ်းလဲလူဟာမြူမုံငယ်တစ်ခုပဲသမုတ်တရားထက်ကရေပွန်းငယ်လေးတစ်ခုအခုမြေခုပျောက်ခဏတာပဲ